မြန်မာပြည်မှာဒီကားတွေထိုးရက်တာနဲ့ဘစ်ကြွအောင်ပြေးရမယ်ပေါ်တာဆွဲတဲ့က9စီးဒီကားတွေမင်းရှိကိုထိုးရက်လိုက်အိတ်တောင်မယူတော့ပဲပြေးထားဘာလို့လဲဆိုတော့မပြေးရင်မင်းနောက်နေဘိုးကြီးဖြစ်ပြီပဲနံပါတ်1 Toyota Alpha အဖြူမန်းလေးသားတွေအတိဆုံး Arafat အဖြူရောင် Alpha တစီတိတ်လေးထိုးရက်လိုက်အေးလူနိုင်ငံသားကောင်းဖြစ်ပြီဆိုတာသိတယ်နံပါတ်2နောက်တစ်စီးက without အပေါ်ဆုံး Honda Fit ကိုအရှိကိုဘာအကြောင်းမှမရှိပဲကားထိုးရက်ရင်ဘစ်ကြွအောင်တာပြေးနံပါတ်3 Mark 299 Mark 299လေးကတော့လမ်းတောင်မှာထိုးရက်နေတော့မှဒီနေရာကမြက်ရှောင်းမလို့တွေးနေစီတယ်ကာနံပါတ်4 Honda Fit Shuttle ကားလေးတက်လိုက်တော့ဆိုပြီးရက်ကြည့်မနေနဲ့ကားနဲ့ပိုလောင်းလေးအများကြီးပို့ခဲ့တာမသိဘူးမလားနံပါတ်5 Super Custom ဆိုရင်တော့လမ်းပြီးမှာရက်နေတာမြင်လာနဲ့ဒီဘာမတော်တော့ဦးဆိုပြီးလမ်းတော့ကိုယ်သွားခြင်းစီဖြစ်လာနိုင်တယ်ကားရက်ထိုင်ကွန်းတောင်ဆင်းမဝင်နဲ့မင်းတို့စီမှာရောဘယ်ကားတွေနဲ့ပေါ်တာဆွဲလဲပြောခဲ့ဦး